1958 ခုနှစ်ဝန်းကျင်အချိန်တွေတုန်းကလာတလကုံဆုံးတိုင်းမှာရဲကမီဒီယာတွေကိုဖိတ်ခေါ်ပြီး press conference ခေါ်သတင်းစာရှင်းလင်းပွဲလုပ်လို့ရှိတယ်။အဲ့ဒီရှင်းလင်းပွဲမှာနှစ်ဆက်တိုက်သတင်းသမားတွေအများဆုံးမေးတဲ့မေးခွန်းကမဟုတ်ကြိုင်အသက်ခံရမှုနောက်ဆုံးအခြေအနေဘယ်လိုရှိလဲဆိုတာပါပဲ။ရဲတွေကတော့ဒီမေးခွန်းအတွက်စူးစမ်းဆဲပါစုံတော့အဖွဲ့နဲ့တွဲပြီးဆောင်ရွက်နေပါတယ်ဆိုတာလောက်ပဲဖြေနိုင်ရှာပါတယ်။မင်းမဲ့ဆိုတာကလည်းမေးစရာပါပဲ။မဟုတ်ကြိုင်အသက်ခံရမှုဟာအချိန်ကာလ2နှစ်ကျော်ကြာတဲ့အထိအမှုကပေါ်မလာခဲ့ဘူး2နှစ်ကျော်ကြာတဲ့အထိအပြေမထုတ်နိုင်ခဲ့တဲ့အခင်းဖြစ်စဉ်ကဘလို့တွေဖြစ်ခဲ့တာလဲမဟုတ်ကြိုင်ကိုဘသူတတ်သွားတာလဲစောပီတာကရောဘယ်ကိုပျောက်သွားတာလဲအစရှိသဖြင့်ပဟေရီတွေကိုပြည်သူလူထုကသတင်းစာဖတ်ပြီးစောင့်ကြည့်စိတ်ဝင်တစားရှိနေကြဆဲဖြစ်တယ်လို့သတင်းမီဒီယာတွေကလည်းရဲတွေကိုမေးခွန်းကြုံတိုင်းဒီကိစ္စကိုဇောင်းပေးမေးကြတယ်တကယ်တော့ဒီအမှုဟာငွေနဲ့အာဏာထိတ်တိုက်တွန်းနေကြတဲ့အမှုပါပဲအာဏာဆိုတဲ့လုတ်ပိုင်ခွင့်အပေါ်ကိုငွေကြေးဥစ္စာကပြင်ပပရောကအနေနဲ့ဝင်ပူးတတ်ပါတယ်တီတော့အမှုလမ်းကြောင်းကိုနှစ်ဖက်လုံးကတက်နိုင်သမျှလိုရာဘက်ကိုဆွဲတက်ကြတယ်ဒီလိုအရာမျိုးကိုလွန်ဆွဲနိုင်ခဲ့တဲ့လူလောကီသားတာဝန်ရှိဝန်ထမ်းတွေဟာကြားညက်ပြီးဘယ်ဘက်လိုက်ရမှန်းမသိအောင်ကိုဖြစ်နေကြတယ်ဒီစာပိုက်ရဲ့အထိပ္ပယ်ကိုအလွယ်နားလည်အောင်ရှင်းပြရရင်အမွေမှုဆိုင်နေကြတဲ့မဟုတ်ကြိုင်တို့ဘက်နဲ့ဒေါ်လာတို့ဘက်နှစ်ဖက်သားမဟုတ်ကြိုင်ကိုတတ်တဲ့လူသက်သမားအစ်စ်ကိုမိဖို့ထက်တစ်ဖက်နဲ့တစ်ဖက်လူသက်သမားအဖြစ်ဆွဆွဲဖန်ဆီးခံရစေဖို့အပြက်အလန့်ကြောက်ချလို့တစ်မျိုးတာဝန်ရှိသူတွေကိုငွေကြေးဥစ္စာနဲ့စေယုံသိမ်းသွင်းလို့တဖုံအပြင်းအထန်စ조사နေကြတာကိုဆိုလိုတာပါသတင်းတွေကိုမတူပွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်မဟုတ်ကြအသက်ခံရမှုဟာအမွေမှုမှာတစ်ဖက်ကိုရှင်းမှုလက်နက်ကြီးတစ်ခုတစ်ဖွဲဖြစ်သွားခဲ့တာကိုစုံတော့အဖွဲ့ကရဲဝန်တော်ဦးဝင်းစိန်နဲ့ရဲမှုမောင်မောင်ကြီးတို့ခေါင်းဆောင်တဲ့အဖွဲ့ကတော့အမှုမှန်ပေါ်အောင်လိုက်ပြီးစုံစမ်းနေပါတယ်။ဘယ်ကိုလိုက်ပြီးစုံစမ်းနေကြတယ်လဲဆိုတာကိုသာလူတွေမသိကြတာပါ။မတင်ကသူကိုစလဲဟောက်ဦးပြော့ကိုလည်းဖမ်းပြီးရမှန်ယူစစ်ပြီးပြီ။ဦးပြော့နဲ့ပတ်သက်သူဒေါ်နူးနဲ့ပတ်သက်သူတွေအတော်များများကိုလည်းရဲကအပြန့်အလှန်စစ်ဆေးပြီးပါပြီ။ထက်စစ်စရာလူကကုံတလောက်ဖြစ်သွားခဲ့ပြီ။အဲ့ဒီလိုခေါ်စစ်တဲ့အချိန်တုန်းကတေသူမဟုတ်ကြိုင်ရဲ့အကိုဖြစ်သူမဟုတ်ကျော်ဟာဒေါသပေါက်ကွဲပြီးဒီကိစ္စဟာသူတို့နဲ့တရက်ပြိုင်တွေဖြစ်တဲ့ဒေါ်နုနဲ့ကိုစလဲဦးပြောလို့လက်ချဲလို့အများရှိမှအတက်ဆွဆွဲပါတယ်ဒီလူတွေအပြစ်ကြရအောင်ရေဆုံးရေဖျားလိုက်မယ်လို့လည်းကြိမ်ဝါပြီးနေတယ်မိခင်ဖြစ်သူဒေါ်လာကတော့ဝမ်းနှမ်းပြီးတော့ငိုလို့နေတာပါပဲတရခံဘသူဆိုတာကတော့ရဲကလူသိရှင်ကြားထုတ်ပြန်တာတို့အရေးယူတာတို့မလုပ်သေးပါဘူးအမှုကိုအချောတက်နေတာများလားဟာကွက်မရှိအောင်လုပ်နေတာလားဆိုတာကလည်းစဉ်းစားစရာသာဖြစ်လို့နေတယ်ဒီလိုနဲ့အချိန်အဖြစ်2နှစ်ကျော်လာခဲ့ပြီး1959ခုနှစ်ထဲကိုရောက်လာခဲ့ပါတယ်1959ခုနှစ်ဧပြီလ2ရက်နေ့ကြာသပတေးနေ့အခင်းဖြစ်ပြီး2နှစ်3လနဲ့10ရက်အကြာမှာအဲ့ဒီနေ့ထုတ်ချင်းမုံသတင်းစာမှာခြောင်လိုင်းစာလုံးမဲကြီးနဲ့ဖော်ပြလာတဲ့သတင်းကောင်းစဉ်ဟာလူတို့ကိုအမှန်တကယ်ဟာကနေဖြစ်အောင်ဖန်ဆားလိုက်နိုင်ခဲ့တယ်ဦးဟုတ်ဆိုင်လူတက်မှုပေါ်ပြီးမိရဲတအုပ်နဲ့လူယုံတော့အပါအဝင်လူ8ဦးကိုပါဖမ်းထားဒရိုင်ဘာစောပီတာကိုလည်းတပ်ပစ်ခဲ့ကြသည်ဟုဆိုခြင်းအင်းစိန်ဧပြီ1ဖမ်းဆီးထားသောတရားခံများမှာကွယ်လွန်သူဦးဘိုးလာ၏လူယုံတော်ရန်ကုန်အနောက်ပိုင်း12လမ်းအမှတ်38နေဦးပြော့တထေဦးဘိုးလာ၏စတုဒ္ဒဇနီးတော်နုမဟုတ်ကြိုင်အားတက်ရတွင်ဦးစီးသည်အင်းစိန်ကန်းနာအနောက်နေကျင့်သိမ်းကားမောင်းဖို့ပေးသူမင်္ဂလာတုံလေစိတ်မိုးလေဝသကျိုးမဲ့ကြီးနှန်းဌာနကကိုတင်ထွန်းအင်းစိန်ရွာမှာတိုင်ရီကျိုးဆက်မှအလုတ်သမားကြော်ရှိန်တမ်းမြင့်အင်းစိန်ကန်းနာနေထောင်ထွက်ငတောင်းရဲ့ညီငသင်းတို့ဖြစ်သည်ဟုဆိုသည်တရားခံကြော်ရှိန်နဲ့ကျင်သိန်းတို့မတ်လ31ရက်နေ့ကရန်ကုန်အရှေ့ပိုင်းတရားသူကြီးရုံးနဲ့အနောက်ပိုင်းတရားသူကြီးရုံးတို့မှာပြစ်မှုကျူးလွန်ပုံများကိုအတီးတီးဖြောင့်ချက်ပေးကြသည်ဟုဆိုသည်တရားခံတအုပ်ဖြစ်သူဒေါ်နုမှာဘွိုက်ခွဲထားသည့်ဝေဒနာကြောင့်မတ်လ31ရက်နေ့တွင်အင်းစိန်ဒုတိယရာဘတ်တရားသူကြီးရုံးတော်မှ9000နံအာမခံသူ2ဦးဖြင့်အာမခံပေးထားသည်ဟုဆို၏အာမခံသူများမှာကုံစည်းတန်းနှင့်ဆန်ဆက်တတိဦးခိုနှင့်ဦးတောက်တို့အာမခံသည်ဟုဆို၏တရားခံကျင်သိန်းတင်ထွန်းဦးပြော့ကျော်ရှိန်မောင်သိန်းမောင်တောင်းတမ်းမြင့်တို့အားရာဇသက်ကြီးပုံမှ365 302 109အရအရေးယူထားသည်ဟုဆို၏ဒရိုင်ဘာစောပီတာကိုလည်းအခင်းဖြစ်ပြီး3ရက်အကြာအမှုပေါ်မီဆို၍တရားခံများကအင်းစိန်ခရိုင်
တက်တစ်ကျော်ရခိုင်ရိုးကြီးရွာ၌တပ်ပစ်လိုက်ကြသည်ဟုဆို၏ထိုအမှုကိုစုံတောက်တူရဲမင်းကြီးဦးဝင်းစိန်ရဲမှုမောင်မောင်ကြီးရဲအုပ်ဟန်ရွှေဦးဝင်းဦးတို့ကစူးစမ်းစုံစမ်းရမှာယခုကဲ့သို့တရားခံများဖမ်းဆီးရမိခြင်းဖြစ်သည်ဟုဆို၏မကြခင်တရားရုံးတော်သို့တရားစွဲတင်တော်မူဟုဆို၏ဒါကတော့2ရက်4လ1959နေထုတ်ကြေးမုံသတင်းစာမှာပါလာတဲ့သတင်းမှာပဲထပ်ပြီးသိကြရတာကအဲ့ဒီမတ်လနောက်ဆုံးအပတ်မှာပဲဦးပြော့မောင်တင်ထိုးနဲ့ငသိန်းတို့ကလည်းအင်းစိန်မျိုးမတကြီးဦးလာရွှေဈေးကုန်းအရှိရက်ကွက်ဆယ်အိမ်ကိုကိုတင့်ဆွေတို့ရှိမှာဖြောင်းချက်ပေးကြတယ်လို့ဆိုပါတယ်အဲ့ဒီခေတ်အချိန်ကာလကတရားရုံးတရားသူကြီးရှိမှဝန်ခံမှသာဖြောင်းချက်ပေးတယ်လို့တရားဝင်တာမဟုတ်ပဲဂုံတရေရှိလူကြီး2ယောက်ရှိမှဖြောင်းဆိုဝန်ခံချက်ပေးတာကလည်းတရားဝင်ကြောင်းသိရတာဟာတိမတ်စရာဘဟုတုတတစ်ခုပါပဲတရားခက်8ယောက်မှာ9ယောက်ကဖြောင်းချက်ပေးခဲ့ကြပါတယ်ဖြောင်းချက်တွေအဆိုအရာဆိုရင်ဒီလို1955ခုနှစ်ဦးဘိုးလာတေပြီးနောက်ပိုင်းမှာ3ပွဲဆိုင်အမွေမှုဖြစ်လာတယ်မဟုတ်ကျော်ကတစ်ဖက်မိခင်ဒေါ်လာနဲ့မဟုတ်ကြိုင်ကတစ်ဖက်စတုထဇနီးတော်နုနဲ့ကြံသားသမီးတွေကတစ်ဖက်ဆိုတော့အားလုံးပေါင်း3ဦးဖလဲပတ်လဲပွဲပါနောက်တော့ဒေါ်လာနဲ့မဟုတ်ကြိုင်တို့ကမဟုတ်ကျော်နဲ့ပိုးပေါင်းလို့သွားတယ်ကိုစလဲဦးပြော့ကတော့ဒေါ်နုတို့အုပ်စုနဲ့ပေါင်းခဲ့တယ်အမွေမှုတွေဖြစ်နေကြရင်တနေ့မှာဒေါ်နုဟာလမ်းမတော်12လမ်းမှာနေတဲ့ဦးပြော့စီရောက်လာတယ်ဒေါ်နုလာတဲ့အချိန်ကဦးပြော့နဲ့အတူအိမ်ကြီးချင်းကိုတင်ထိုးလိုက်ရှိပါတယ်ကိုတင်ထိုးရှိမှာပဲဒေါ်နုပြောတာကကျုပ်အိမ်အပေါ်တက်မှနေတဲ့မှာဟုတ်ကြတနေ့တခြားဆိုးလာတယ်ငါ့ကိုစောင်းမြောင်းပြီးဆဲနေတာနေ့တိုင်းပဲငါ့ကိုတပ်ပစ်မယ်လို့လဲကျိန်းမောင်းတာအကြိမ်ကြိမ်ပဲငါကသူ့မိတွေမို့တီးခံနေရတာကြတော့တိတ်တီးမခံနိုင်တော့ဘူးဒီကောင်တိမ်မအေးတယ်တပ်ပေးနိုင်တဲ့သူရှိရင်ပြောစမ်းပါငါဘလောက်ဖြစ်ဖြစ်ငွေကုန်ခံပါမယ်တိတ်ပြီးမခံစားနိုင်တော့လို့ပါလို့ပြောတယ်ဦးပြောကပထမမှာတော့မဖြစ်တဲ့အောင်မဖြစ်ရအောင်ဒေါ်နုကိုနှစ်သိမ့်သေးတယ်ဒီလိုလာတိုင်ပြောတာတစ်ချိန်နဲ့မကပါဘူး3-4ချိန်လောက်တိုင်ပြောတဲ့လူကိုလာပြီးပြောနေတဲ့အခါမှာဦးပြော့ဟာလည်းဒေါ်နုအစားခံပြင်းလာတယ်တီးမခံနိုင်တော့ဘူးတစ်ခုလုံးမဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီးဒီကိစ္စကိုကင်တွယ်ဖို့စီစဉ်တယ်ဦးပြော့ဟာဒေါ်နုကိုခေါ်ပြီးအေးစိန်ကကျင့်သိန်းကိုတွားတွေ့ရသွားတဲ့နေရာမှာဦးပြော့ပိုင်နဲ့လင်ရိုဘာကားနာကြီး6329ခုနဲ့သွားတယ်ကားကိုဦးပြော့ရဲ့တငယ်ချင်းမောင်တင်ထုံးကမောင်းပါတယ်ကျင့်သိန်းဆိုတာကအေးစိန်ကနာအမှတ်1စံဆက်ဆက်ကိုစလဲဦးရွှေရဲ့တူပါအသားပုတ်တိတ်တော်တယ်တိတ်လက်ရင်ပြီးလူစိုးလူမိုက်တွေနဲ့အပေါင်းအသင်းဆန်တယ်ဦးပြော့အကြိုက်ဆုံးအချက်ကတော့ကျင်သိန်းရဲ့ပိရီလုံတက်တဲ့အချက်ပါပဲဒေါ်နုနဲ့ကျင်သိန်းတို့2ယောက်တည်းတီးတန့်တိုင်ပင်ကြပြီးကျင်သိန်းကလူရှာပြီးရင်အကြောင်းပြန်မယ်လို့ပြောပါတယ်နောက်3ရက်လောက်ကြာတဲ့အခါမှာဒေါ်နုနောက်တစ်ခေါက်ကျင်သိန်းနဲ့သွားတွေ့တယ်ဦးပြော့ရဲ့လင်းရိုဘာကားနဲ့ပါပဲဒီတစ်ခေါက်မှလည်းပထမတစ်ခေါက်လိုပဲဦးပြော့ရောမောင်တင်ထိုးရောဒေါ်နုရောအကုန်တူပါတယ်ဒီတစ်ခေါက်တော့အားလုံးစုတိုင်ပင်ပြီးဒရိုင်ဘာစောပီတာကိုတင်သွင်းမှုအတွက်နဲ့အခင်းဖြစ်ချိန်ကားမောင်းမှုအတွက်တင်ထုံးကတာဝန်ယူပြီးဦးပြောင်းနဲ့ဒေါ်နုကတပ်ပေးသူကိုငွေ9000ပေးဖို့အတွက်တာဝန်ယူတယ်အဲ့ဒီလိုအစီအစဉ်တွေချပြီးတဲ့နောက်15ရက်အကြာမှာမနက်8နာရီခွဲ9နာရီလောက်မောင်တင်ထုံးဟာမဟုတ်ကြိုင်နေရမောင်ခိုင်လန်းအမှတ်29အိမ်ရှိကိုသွားပြီးစနီးနာပါတယ်အိမ်ရှိမှာကားရက်ပြီးစောင့်နေတဲ့စောပီတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မတိုင်ခင်ကစောပီတာကိုစီယုံထားပြီးသားမလို့မှုကင်းစုလုံရမှာကူညီဖို့အတွက်သဘောတူပြီးသားပါ။အခုဒလောက်သွားမယ်။ဟိုမှာထမင်းစားမယ်။ညနေရန်ကုန်ပြန်လာမယ်။ပြီးရင်ကမ်းနားမှာလေငင်းခံမယ်လို့စောပီတာကခရီးစဉ်ကိုပြောပြတယ်။ညနေလေငင်းခံတဲ့အခါမှာကားမောင်းတင်မှုအကြောင်းပြပြီးမဟုတ်ကြိုင်ကိုကန်တော်ကြီးဘက်ခေါ်ထုတ်လာဖို့ပြောတယ်။စောပီတာကလည်းသဘောတူပါတယ်။အဲ့ဒီနောက်မှာမောင်တင်တို့ကလင်းရိုဘာကားနဲ့အင်းစိန်ကကျင့်သိန်းကိုလူတွေအစင်သင့်ပြင်ထားပြီးညနေ4နာရီအင်းစိန်ကန်းနာ9လမ်းထိပ်ထွက်ဆောင်နေဖို့အတွက်မှားခဲ့တယ်။ကားလမ်းဘေးကပကြီးဆရာတယောက်စီမှာနံပါတ်ပြအတူ2ခုရေးခိုင်းခဲ့ပြီးရေးက2ချက်ပြား90ပေးခဲ့ရတယ်လို့ဆိုပါတယ်။ညမှာအသုံးပြုဖို့အတွက်ဘောက်စောကားတစ်စီးစီစဉ်ထားခဲ့တယ်။အဲ့ဒီကားကမောင်တင်ထုံးဝယ်ဖို့အတွက်ပြောထားဆိုထားပြီးဖြစ်တဲ့ကားဖြစ်ကဝေမချေရသေးတဲ့ကားပါ။ကားနံပါတ်ကနာကြီး1393အခင်းဖြစ်တဲ့ညနေ4နာရီမှာမောင်တင်ထုံးဟာဘောက်စောကားနာကြီး1393ကိုနံပါတ်2တက်ပြီးကျင်သိန်းရဲ့လူတွေကိုအင်းစိန်မှာသွားကြိုတယ်။ကျင်သိန်းကအစီအစဉ်တိုင်းဆောင်ရွက်ဖို့အတွက်ကျော်ရှိန်ငတောင်းတမ်းမြင့်နဲ့ငသေးဆိုတဲ့လူ4ယောက်ထည့်ပေးလိုက်တယ်။အဲ့ဒီလူ4ယောက်ကိုရန်ကုန်ခေါ်လာပြီးဘိုးအောင်ကျော်လမ်းထိပ်မှာကားရက်ပြီးစောင့်နေခဲ့ကြပါတယ်။ည8နာရီကျော်မှာတော့စောပီတာမောင်းလာတဲ့မဟုတ်ကြိုင်ရဲ့အိုပယ်ကားထွက်လာတယ်။မောင်တင်ထုံးတဲ့လူဆိုးတွေဟာအိုပယ်ကားနောက်ကနောက်ရန်ခိုင်ပြီးလိုက်ကြတယ်။ရှေ့ကအိုပယ်ကားဟာ
ကန်တော်ကြီးတက်စီဆိုင်နာကကလေးကစားကွင်းမြင်းနီလန်းထိပ်မှာရက်တယ်အဲ့ဒီလိုရက်သွားချိန်ကလေးမှတင်မယ်ကျော်ရှိန်တို့၄ယောက်ဟာအိုပယ်ကားစီကိုပြေးသွားတယ်ကျော်ရှိန်ရဲ့လက်မှာအမြောက်တလက်အသင့်ပါပါတယ်မဟုတ်ကြိုင်ကားပေါ်ကမစင်းနိုင်ခင်ကားပေါ်တင်မဲ့ဓာတ်နဲ့ထိုးတက်ခဲ့ကြပြီးတဲ့နောက်ကားကိုရေထဲတွန်းချခဲ့ကြတယ်အလောင်းကိုတော့ဘောက်စောကားပေါ်ပြောင်းတင်ပြီးပြန်ထွက်ခဲ့ကြတယ်စောပီတာကိုတော့သူတို့နဲ့အတူခေါ်လာခဲ့ပါတယ်ကဘာရီဖျားလန်းဘက်ကနေမယန်းကုန်း၈မိုင်ကိုရောက်တော့ပြေးလန်းအတိုင်း9မိုင်တရုတ်တင်ချိုင်းထဲမှာအလောင်းကိုဝယုံတစ်ခုရဲ့ခြေရင်းမှာပစ်ခဲ့ပြီးတော့စော်ဘာကြီးကုန်းကနေအင်းစိန်ကိုဆက်သွားတယ်လမ်းမှာမဟုတ်ကြိုင်ရဲ့တရေအိတ်ကိုတလိမ့်ဆန်ဆေးကြောင်းနာပစ်ခဲ့ကြတယ်အားလုံးအဆုံးသတ်ပြီးကနဦးကြိုလာတဲ့ငါးလန်းထိပ်မှာပဲကျင်သိန်းလူ၄ယောက်ကိုပြန်ချပေးခဲ့ကြပါတယ်စောပီတာလည်းဒီနေရာမှာပဲကြံရည်ခဲ့ကျင်သိန်းဟာသူလူတက်မှုကျိုးလို့ရမှာအသုံးပြုခဲ့တဲ့ဒါရောမဟုတ်ကြိုင်ရဲ့386လုံးပြူနဲ့လက်ပတ်နာရီရောလှိုင်မြင့်ထဲကိုပစ်ချပြီးအစဖျောက်လိုက်တယ်စောပီတာကိုလည်းတစ်ချိန်မှာအမှုခေါ်မှာကြောက်လို့ကျင်သိန်းအစီအစဉ်နဲ့နှုတ်ပိတ်ပြီးအစဖျောက်လိုက်တယ်မောင်တင်တို့ဟာရန်ကုန်အိမ်ပြန်ရောက်တော့ကားမှာပေးချနေတဲ့သွေးတွေကိုကိုယ်တိုင်ဆေးတယ်နံပါတ်အတုနှစ်ခုကတော့ဘယ်နေရာမှာကျနေခဲ့လဲမသိဘူးလို့ဆိုပါတယ်ဒါကတော့သူတို့ပြောတဲ့ဖြောင့်ချက်ပါပဲအဆွဆွဲခံရသူတွေကလည်းအားလုံးလိုဖြောင့်ချက်ပေးကြတာစီးကိုက်ဝါကိုက် synchronize ဖြစ်နေပါတယ်ဒါပေမဲ့ဒီလောက်ကြီးပြိုင်တူဇက်တိုက်ထားသလိုတညီတညွတ်ထွက်ဆိုကြတာကရဲကပဲစစ်ဆေးတာကောင်းလို့လားနှိပ်စက်လို့လားနောက်ဆုံးစောပီတာဘာဖြစ်သွားလဲအစရှိတဲ့အရာတွေမတဲမကွဲပဲအပိတ်ဆန်လန်းကတခုခုလိုနေတယ်လို့ဖြစ်နေပါတယ်နောက်တစ်ခုပြောစရာကဖြတ်ချက်ပေးသူအားလုံးဟာသူတို့သိထားတဲ့ဇလန်တစ်ခုကိုပုံမြင်ပြောသလိုပြောသွားတာပါပဲဒါပေမဲ့အခင်းဖြစ်ပြီး2နှစ်3လနဲ့4ရက်အကြာ1959ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့ကြာတာပတေးနေ့မှာထွက်ပေါ်လာတဲ့သတင်းတစ်ခုကဒီထွက်ဆိုချက်တွေအားလုံးကိုနေလာနှင်းပြောက်ဖြစ်သွားရတယ်လို့ပြက်ပြဲသွားစေခဲ့တယ်။အဲ့ဒီနေ့ကမန္တလေးတိုင်းမတရားမြို့နယ်အမှတ်၄ချင်းတနက်ကတရင်ကိုကွန်မြူနစ်တောင်းကျမ်းသူအမျိုးသားတဦးဟာအင်္ဂလိပ်ရိုက်ဖယ်တနက်တလက်စီစံ9000နဲ့အတူလက်နက်ချအလင်းဝင်လာခဲ့တယ်။အဲ့ဒီတောင်းကျမ်းသူကိုလက်နက်ချအဖြစ်လက်ခံပြီးချင်းလေးတက်မှာအချုပ်ချထားခဲ့ပါတယ်။တောင်းကျမ်းသူအမျိုးသားဟာသူ့ဘဝဟောင်းကိုဖုံးကွယ်ထားပါတယ်။ဘဝတစ်မှာလူသက်တဦးအနေနဲ့ဇက်မြုပ်နေထိုင်မှုဆုံးဖြတ်ထားပုံရပါတယ်။ဒါပေမဲ့တိတ်ကြကြမနေနိုင်ပါဘူး။အလင်းဝင်စစ်ဆေးမှုတွေလုပ်တဲ့အခါသူ့ရဲ့ profile အမှန်ငကိုရုပ်လုံးကရှင်းရှင်းကြီးပေါ်လာပါတယ်။သူဟာအဲ့ဒီကာလကသတင်းစာတွေထဲမှာလူတိုင်းစိတ်ဝင်စားတဲ့ star တစ်ယောက်ရခိုင်ရိုးကြီးရွာမှာအသက်ခံလိုက်ရတယ်လို့သတင်းကြီးနေတဲ့မဟုတ်ကြိုင်ရဲ့ driver ဟောင်းစောပီတာခေါ်အတဝစ်ထွန်းပေါ်ဖြစ်နေတာပါပဲအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်